အားလုံးမင်္ဂလာပါအောင်ရင် channel မှာကြိုဆိုပါရစေကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့တွားကြိုးတတာတွေအတွက်အကောင်းဆုံးအိမ်တွင်းကူထုံးတစ်ခုဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ပုံမှန်တွားတိုက်အတွင်းတန်ရှင်လုပ်နေပြီမဲ့ခဏခဏပြန်ဖြစ်လာတဲ့တွားကြိုးဒါမှမဟုတ်တွားချီဒါမှမဟုတ်တတာတွေကြောင့်သင်စိတ်ညစ်နေပါသလားတွားချီဒါမှမဟုတ်တွားကြိုးတွေကိုဖယ်ရှားဖို့ကြိုးစားရတာဘယ်တော့မှမပြီးဆုံးနိုင်တဲ့တိုက်ပွဲတစ်ခုလိုပါပဲအမှန်တကယ်ထိရောက်တဲ့ဖြည့်ရှင်းနည်းဟာတွားချေးတွေကိုအတင်းတိုက်ချွတ်ယုံနဲ့မပြီးပါဘူး။တွားချေးဆိုတာတကယ်တော့ဘာလဲဆိုတာကိုနားလည်ခြင်းကနေစတင်ပါတယ်။အဓိကအချက်1တင့်တွားချေးဆိုတာဘက်တီးရီးယားတွေအတွက်ခံတပ်တစ်ခုဖြစ်ပါတယ်။တင်ထင်ထားသလိုတွားချေးဆိုတာတာမန်အညစ်အကြေးအစုအဝေးတစ်ခုမဟုတ်ပါဘူး။အမှန်တကယ်မှာတော့ဒါဟာ biofilm လို့ခေါ်တဲ့အဆင့်မြင့်ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုဖြစ်ပါတယ်။ဒီ biofilm ဆိုတာဘက်တီးရီးယားတွေကသူတို့ကိုသူတို့ကာကွယ်ဖို့တည်ဆောက်ထားတဲ့ကယ်လ်ဆီယမ်အိမ်ကယ်လ်ဆီယမ် house ဒါမှမဟုတ်အကာအကွယ်အမိုးခုံးတစ်ခုနဲ့တူပါတယ်ဒီအိမ်ထဲမှာပုံအောင်နေခြင်းအဖြစ်တင့်ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်နဲ့ပဋိစေဝါဆေးဝါးတွေရဲ့တိုက်ခိုက်မှုကနေရှောင်တိန်နိုင်ကြပါတယ်တဘာဝလောကမှာရှိတဲ့ဘက်တီးရီးယားတွေရဲ့95%ဟာ biofilm ထဲမှာနေထိုင်ကြပါတယ်ဥပမာအားဖြင့်စမ်းချောင်းထဲမှာကြောက်တုံးတုံးကိုကင်ကြည့်လိုက်ရင်ချောကြည့်ကြည့်ဖြစ်နေတာကိုသတိထားမိမှာပါအဲ့ဒါ biofilm ပါပဲဒါဟာတက်ရှိတွေရဲ့တဘာဝအတိုင်းရှင်တန်ရေးရန်တရားတစ်ခုဖြစ်ပါတယ်အဓိကအချက်နှစ်တကယ်တရားခံကတရားဓာတ်ကနေဖြစ်လာတဲ့ acid ပါတွားချေး biofilm တွေအလွန်ကြုံဖြစ်ပေါ်လာရတဲ့အဓိကအကြောင်းရင်းဟာရှုပ်ထွေးတဲ့ဓာတ်ပြုမှုခွင်းဆက်တစ်ခုကြောင့်ဖြစ်ပါတယ်နံပါတ်1သင်တရားဓာတ်စားသုံးလိုက်တဲ့အခါသင်ကတွင်တွေက biofilm ထဲမှာရှိတဲ့ဘက်တီးရီးယားနဲ့ကန်ဒီဒါလိုမျိုးသဆေးတွေအတွက်အစာဖြစ်သွားပါတယ်။ဒီမှာနဲ့ဒီပိုးမွှားတွေကဘေးရွက်ပစ္စည်းအနေနဲ့ lactic acid ကိုထုတ်လုပ်ပါတယ်။နံပါတ်3အဲ့ဒီ acid ကတင့်ကတွင်းရဲ့ pH ပမာဏကိုကျဆင်းစေပြီး acid ဓာတ်များတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးလိုက်ပါတယ်။ pH ပမာဏဟာ3.5 ကနေ5.5အကြားကိုရောက်သွားတဲ့အခါခန္ဓာကိုယ်ဟာသွားတွေထဲကကယ်လ်ဆီယမ်ဓာတ်တွေကိုစတင်စုပ်ယူပါတော့တယ်။နံပါတ်4ဒီဖြစ်စဉ်ကို degasification လို့ခေါ်ပြီးသွားတွေကနေကယ်လ်ဆီယမ်ဓာတ်တွေပြိုကွဲထွက်လာစေပါတယ်။နံပါတ်5ပိုးမွှားတွေကအဲ့ဒီလိုထွက်လာတဲ့ကယ်လ်ဆီယမ်တွေကိုပဲအသုံးပြုပြီးသူတို့ရဲ့ biofilm ခံဓာတ်အိမ်တွေကိုပိုခိုင်မာအောင်တည်ဆောက်ကြပါတယ်။ဒါကြောင့်သွားချေးတွေပိုများလာပြီးသွားပိုးစားခြင်းကိုပါဖြစ်စေနိုင်ပါတယ်။အဓိကအချက်3ဖြည့်ရှင်းနည်းနဲ့ပါဝင်ပစ္စည်းတွေကိုသင်ခန္ဓာကိုယ်ကပဲထုတ်လုပ်နေတာပါအဓိကတရားခံဖြစ်တဲ့ acid ဓာတ်ကိုဖြည့်ရှင်းဖို့တဘာဝကျပြီးအစွမ်းထက်တဲ့နီလန်းတစ်ခုရှိပါတယ်ထူးခြားတာကအဲ့ဒီနီလန်းရဲ့ပါဝင်ပစ္စည်းတွေကိုသင်တွေကနေတဘာဝအတိုင်းထုတ်လုပ်နေပြီးသားဖြစ်နေပါတယ်သင်လောက်ရမှာကတရားစားသုံးမှုများခြင်းကြောင့်အားနည်းသွားတဲ့အဲ့ဒီတဘာဝကာကွယ်ရေးစနစ်ကိုပြန်လည်အားဖြည့်ပေးဖို့ပါပဲမုတ်ဖုတ်ဆိုတာ baking soda မုတ်ဖုတ်ဆိုတာsodium bicarbonate ဖြစ်ပြီး alkali တတ္တိရှိပါတယ်အံ့ဩစရာကောင်းတာကတင့်တွေတွေကကတွင်းတွေက acid တွေကိုဓာတ်ပြေစေဖို့အတွက်ဒီ sodium bicarbonate ကိုတဘာဝအတိုင်းထုတ်လုပ်ပေးနေတာပါဒါကြောင့်မုတ်ဖုတ်ဆိုတာသုံးတာဟာကတွင်း pH ကိုပြန်မြင့်တင်ပေးပြီးသွားတွေကနေကယ်လ်ဆီယမ်ဓာတ်တွေဆုံးရှုံးတာကိုကာကွယ်ပေးနိုင်ပါတယ်ဒါအပြင် biofilm တွေကိုဖြိုခွဲရမှာလည်းကူညီပေးပါတယ် hydrogen peroxide 3% နောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ခုကတင့်ခန္ဓာကိုယ်က hydrogen peroxide ကိုလည်းထုတ်လုပ်နေတာပါပဲတင့်တွေထဲမှာပါဝင်တဲ့ဒီဓာတ်ပစ္စည်းဟာပိုးမွှားတွေကိုတိုက်ထုတ်ဖို့အတွက်ခန္ဓာကိုယ်ရဲ့အဓိကလက်နက်တစ်ခုဖြစ်ပါတယ်ဒါကြောင့် hydrogen peroxide ကိုအသုံးပြုခြင်းဟာ biofilm တွေဖြစ်ပေါ်ကြီးထွားမှုကိုတားဆီးပေးပြီးဘက်တီးရီးယားနဲ့သဆေးလိုမျိုးပိုးမွှားတွေကိုသိစေနိုင်ပါတယ်ဒီဖြည့်ရှင်းနည်းမှာပါဝင်တဲ့အဓိကဓာတ်ပစ္စည်းတွေကိုတင့်ခန္ဓာကိုယ်က acid တွေကိုခြေဖြတ်ဖို့နဲ့ပိုးမွှားတွေကိုတိုက်ထုတ်ဖို့အတွက်တဘာဝအတိုင်းထုတ်လုပ်ပေးနေတာပါသင်ဟာအဲ့ဒီတဘာဝဖြစ်စဉ်ကိုအားဖြည့်ပေးုံပါပဲအသုံးပြုနည်းအစဉ်စဉ်နံပါတ်1ရေတဝက်ရှိတဲ့ဖန်ခွက်ထဲကိုမုတ်ဖုတ်ဆိုတာလက်ဖက်ရည်စွန်း၄ပုံတစ်ပုံထည့်ပါနံပါတ်2 3% hydrogen peroxide လက်ဖက်ရည်စွန်း၄ပုံတစ်ပုံထပ်ထည့်ပြီးတမအောင်မွေးပါနံပါတ်3ပုံမှန်တွားတိုက်ဆေးနဲ့တွားတိုက်ပြီးတဲ့နောက်အဲ့ဒီရေကိုတွားတိုက်တပွတ်တန်နဲ့ထပ်မှန်တိုက်ပေးပါအပိုဆောင်အကြံပြုချက်အံ့ဩစရာဗီတာမင်တစ်ခုကကူညီနိုင်ပါတယ်ဗီတာမင် K2 နဲ့
တချေးကြားကဆက်ဆက်မှုကိုပြသတဲ့စိတ်ဝင်စားစရာသူတည်သနာအချို့ရှိပါတယ်သူတည်နာရလအချို့ကွဲလွဲမှုအနည်းငယ်ရှိပေမဲ့ဗီတာမင် K2 တောက်သုံးသူအချို့ဟာသူတို့ရဲ့သွားအတွင်းပိုင်းတွေပုံမချောမွက်လာတာကိုသတိပြုမိတယ်လို့ဆိုပါတယ်ဗီတာမင် K2 ရဲ့အဓိကအခန်းကဏ္ဍကတော့ကယ်လ်ဆီယမ်ဓာတ်ကိုအယိုးတွေစီကိုပို့ဆောင်ပေးပြီး tissue နုတွေ soft tissue တွေမှာစုပုံခြင်းမရှိအောင်ကာကွယ်ပေးတာဖြစ်ပါတယ်။ဒီကုန်းအချုပ်အားဖြင့်ဆိုရရင်တချေးတွေကိုကင်တွယ်ဖြည့်ရှင်းရမှာအပေါ်ယံကနေတိုက်ချွတ်နေုံနဲ့မလုံတော့ပါဘူး။တကယ်ဖြည့်ရှင်းနည်းကတော့အတွင်းထဲက biofilm ပတ်ဝန်းကျင်ကိုစီမံခန့်ခွဲခြင်းဖြစ်ပါတယ်။ acid ဓာတ်ကိုဓာတ်ပြည့်စီပြီးခန္ဓာကိုယ်ရဲ့သဘာဝကာကွယ်ရေးစနစ်ကိုအားဖြည့်ပေးခြင်းဖြစ်သွားကြမ်းမာရေးကိုပုံမထိရောက်စွာထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။တချေးဖြစ်ပေါ်လာရတဲ့အကြောင်းရင်းမှန်ကိုသိရပြီးတဲ့နောက်တည့်ရဲ့နေ့စဉ်သွားကြမ်းမာရေးစောင့်ရှောက်မှုပုံစံကိုဘယ်လိုရိုးရှင်းတဲ့ပြောင်းလဲမှုတွေနဲ့စတင်မလဲဆိုတာကတင့်တာဝန်ဖြစ်သွားပါပြီ။အစအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်လွယ်လွယ်ကူကူကြည့်ရှုနိုင်ဖို့ subscribe ကိုကြိတ်နှိပ်ပေးထားပါလို့မြစ်တာရက်ခံထားတဲ့တိုင်းနဲ့ရှယ်ုံလည်းနှိပ်ပေးစေခြင်းပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစီလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy Great Day